မနေ့ကတော့ငါဖျားတက်တယ်လို့ပါလို့နဲ့ဒီနေ့ကတော့ပြန်ထောင်သွားပါပြီအဲ့ဒီလာတီးပေးနဲ့မနေ့ရောက်ဖို့အတွက်ကလည်းတပတ်ကြောပေါ့နော်တပတ်ကြောပဲလို့အခုတည်းတော့ဘာမှမစင်စားဘူးအဲ့တော့ဝိုင်းနဲ့စင်စားပြကြအောင်ဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ရင်ကောင်းမလဲဒီဘက်အေးရလည်းပူနေတာနဲ့ဘယ်နေရာမှချိအေးနေကြမှာထင်တယ်နော်ကျမကြီးကကျွန်တော်တော့မနေ့ကဖျားပြီးသွားပြီအဲ့တော့ပပကြီးမာလိုက်ရုပ်ကောက်ပွဲကြီးလားခွေးကောက်ပွဲကြီးလားအဲ့ဒါကြီးလဲစက်ကြည့်ရမှာပေါ့လေဟုတ်လားနော်အဲ့တော့အဖြေရထွက်လာမှာပါနော်ကျွန်တော်ဒီမှာကြည့်ရကျွန်တော်ဒီကောက်တဲ့ friend တွေကသူလဲတတိမူကြပါဗျာမိမိရေပေါ်ရေပေါ်ဆဆကိုလုံနေမိတယ်ဆိုရင်တော့ကိုပြန်တတိကပ်ပေါ့လေလားဒီရေကောက်ပွဲကိစ္စတွေအခုလက်ရှိနေပြည်တိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲကိစ္စတွေဟုတ်လားစစ်ဘေးရှောင်နေရတဲ့ကျွန်တော်တို့ရဲ့ပြည်သူညီကောင်မောင်နှမတွေဒီမျက်နှာကြီးကြည့်ပြီးကျွန်တော်တို့ဘာဆက်လုပ်ရမလဲကျွန်တော်ဘယ်လိုဆက်သွားရမလဲဆိုတာမျိုးကျွန်တော်တို့ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ဖို့ချိန်လုံးနှစ်စဉ်တဲ့တိုင်းကျွန်တော်တို့လွန်ခဲ့တဲ့2021ပြီး2022မှာရစပြီးအတိပေးခဲ့အမြဲတမ်းတတိပေးခဲ့နှိုးဆော်ခဲ့နော်အဲ့တော့အပါဝင်တိတိယောင်ပါဝင်ရတဲ့လူရောပါဝင်နေတဲ့လူတွေရောပြန်တတိကပ်ပြီးတော့ကိုတနေ့ကိုမိနစ်20အချိန်ပေးဒါမှမဟုတ်တနေ့ကိုညီမဝင်900အချိန်ပေးအဲ့လိုပေးပြီးတော့ကျွန်တော်တို့ဒီစစ်ပေးကြောင်ဒုက္ခတွေဖြစ်ဖြစ်တော်လိုင်းအင်အားစုတွေဖြစ်ဖြစ်ဟုတ်လားလိုအပ်တဲ့နေရာကိုလိုအပ်တာကိုအနေနဲ့ကိုယ့်ရဲ့တူတယောက်တည်းအနေနဲ့ပါဝင်နိုင်မှုတော့နော်အဲ့လိုမျိုးပြန်ပြီးတော့အချိန်ပေးတာဖြစ်ဖြစ်ငွေကြီးပေးတာဖြစ်ဖြစ်အဲ့လိုမျိုးပေးစီချင်ဟုတ်လားနေ့တနေ့မှာဆိုနေ့တနေ့အချိန်မိနစ်20ပေးမလား10မိနစ်ပေးမလားနေ့တိုင်းတနေ့တစ်လောက်ကိုတနေ့10မိနစ်ပေးရင်တစ်လောက်ကိုနိုင်ပေါင်းဘယ်လောက်လဲကိုအဲ့လောက်အချိန်ပေးနိုင်ခဲ့တယ်ပေါ့ပြီးတော့တနေ့900စုပြီးတော့ပေးမယ်ဆိုတစ်လောက်ကိုဘယ်လောက်စုပေးနိုင်ခဲ့လဲတကယ်ထိရတဲ့နေရာကိုဘယ်သူတွေကိုအကူကြီးတောင်းပြီးတော့ကူညီရမလဲဆိုတော့ဆုံးဖြတ်လို့ရရွေးချယ်လို့ရတယ်မဆုံးဖြတ်နိုင်ရွေးချယ်ရင်ကျွန်တော်တို့လူမျိုးတွေစီမှာလာမေးလို့ရတယ်ကျွန်တော်တို့ဆက်သွယ်ပြီးလမ်းညွှန်ပေးနိုင်နော်အဲ့ဒါလေးအတိပေးနဲ့မနေ့တနေ့ပဲကျွန်တော်နေမကောင်းဖြစ်တာပါလို့နော်မနေ့ကတော့မနိုင်ပိုင်းလောက်ပါပဲဒါပဲကျွန်တော်တို့နာမည်နဲ့လိုက်အောင်တည်တော့လားโอเคပါနော်ကျွန်တော်တို့မနေ့ပြန်ကျွန်တော်လုပ်ပြရရှိတယ်နော်မနေ့ပြန်စောင့်ကြည့်တက်တာ